ကျွန်တော်တို့ကိုအောင်မြင်အောင်ကြီးပွားချမ်းသာအောင်အဓိကလှုပ်ဆောင်ပေးနေတဲ့အရာတစ်ခုကတော့စွမ်းအားမြင့်အလေးကျင့်ကောင်းများပဲဖြစ်ပါတယ်အလေးအကျင့်ဆိုတာကကျွန်တော်တို့ရဲ့ဒီစိတ်ခံစားချက်တွေကျွန်တော်တို့ရဲ့ဒီပြောဆိုမှုပုံစံတွေကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုအကျဉ်းချင်းမကြာခဏထက်ခါလှုပ်ဆောင်ပေးရကနေဖြစ်ပေါ်လာတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီအလေးကျင့်ကောင်းတွေကကျွန်တော်တို့ကိုအောင်မြင်ကြီးပွားချမ်းသာစေပြီးတော့မကောင်းတဲ့အလေးကျင့်တွေကတော့ကျွန်တော်တို့ကိုမအောင်မြင်အောင်ဆင်းရဲသွားအောင်လှုပ်ဆောင်ပေးပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့လူငယ်တွေမိတ်ဆွေတို့ဒီနေ့မျှဝေပေးသွားချင်တာကတော့လေးလာအတူယူစရာကမ္ဘာကျော်ဘီလီယံနာတထေးကြီးတွေကို9နှစ်ကျော်လေးလာစစ်တမ်းကောက်ထားတဲ့သူတို့ရဲ့အလေးကျင့်ကောင်း18ခုပဲဖြစ်ပါတယ်။စောအားမြင့်အလေးကျင့်နံပါတ်1ကတော့ကမ္ဘာကျော်ဘီလီယံနာတထေးကြီးတွေကမနက်စောစောအရာထားခြင်းပဲဖြစ်ပါတယ်။မနက်စောစောအရာထားတဲ့အချိန်တွေကတယောက်နဲ့တယောက်ကွဲပြားခြားနားမှုတွေရှိနေနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့အလုံးမသွားခင်အလုံးမလုပ်ခင်3နာရီလောက်ချိုးထားတာအကောင်းဆုံးပဲဖြစ်ပါတယ်။မနက်စောစောအရာထားခြင်းကကိုယ်ဘဝတစ်ခုကိုထိန်းချုပ်နိုင်ဖို့ကိုယ့်ရဲ့နေ့တစ်နေ့တာကိုအကောင်းဆုံးလုပ်ကင်ဆောင်ရနိုင်ဖို့အတွက်အဓိကအကျဆုံးအချိန်ပဲဖြစ်ပါတယ်။မနက်စောစောရထားတဲ့အလေးချင်းတစ်ခုရရှိဖို့အတွက်ဆိုရင်ကိုယ်နဲ့အဆင်ပြေသင့်တော်တဲ့အချိန်တစ်ခုကိုအလန်းသတ်မှတ်ပေးထားဖို့လိုအပ်ပါတယ်။အလန်းမြည်လာပြီဆိုတော့လည်းအချိန်ဆွဲမနေဘဲနဲ့ချက်ချင်းထားဖို့လည်းလိုအပ်ပါတယ်။ဒီကိုယ့်ရဲ့မနက်ခင်းအချိန်တွေထဲမှာကိုယ်တနေ့တာဘာတွေလုပ်မလဲဆိုပြီးတော့အစီအစဉ်တွေရေးဆွဲတာလေ့ကျင့်ခန်းတွေလုပ်တာမိသားစုနဲ့ပျော်ရွှင်ချမ်းမြေ့စွာအချိန်တွေကုန်ဆုံးတာနောက်စာပေဖတ်မှတ်လေ့လာတာတွေလုပ်ကင်ဆောင်ရနိုင်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်နဲ့မိတ်ဆွေကလည်းကိုယ်မှာမနက်စောစောအရာထားတဲ့အလေးချင်းမရှိသေးဘူးဆိုရင်တော့ဒါမနက်စောစောအရာထားတဲ့အလေးချင်းတစ်ခုကိုပြုစုပြောထောင်ဖို့လိုအပ်ပါတယ်မနက်စောစောအရာထားခြင်းကကိုယ့်ကိုဝယ်ပါဝါတွေတိုးလာစေပြီးတော့ confidence တွေလည်းပုံမှုပြီးတော့ရရှိလာစေနိုင်ပါတယ်စောအားမြင့်အလေးချင်းနံပါတ်2ကတော့အေးအေးဝါးဝါအိတ်ဆက်ခြင်းပဲဖြစ်ပါတယ်ကမ္ဘာကျော်ဘီလီယံနာတထေးကြီးတွေကိုလိလာစစ်တမ်းကောက်ချက်ရသူတို့ဟာတရက်ကို9နာရီကနေ10နာရီထိအိတ်ဆက်အနားယူကြသူများပဲဖြစ်ပါတယ်ဒီအေးအေးဝါးဝါအိတ်ဆက်ခြင်းကကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေကိုပုံမှုကောင်းမွန်စေပြီးတော့တီထွင်စမ်းသစ်တဲ့အတွေးခေါ်တွေကိုလည်းရရှိစေတယ်လို့ဆိုပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကလည်းအေးရေးဝါအိတ်ဆက်ထားဖို့အိတ်ဆက်တဲ့အလေးကျင့်ရှိဖို့လိုအပ်ပါတယ်။အေးရေးဝါအိတ်ဆက်ထားမှနောက်ရဲ့လုပ်ငန်းခွင်တွေမှာကျွန်တော်တို့ကလန်းလန်းဆန်းဆန်းတက်ကြွနဲ့လောက်ကင်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။အကူကဒီကိုယ့်ရဲ့အိတ်ဆက်ချိန်ကဘယ်နာရီရှိလဲ9နာရီကနေ10နာရီကြာရှိရလားတေချာဆန်းစစ်ပြီးတော့အေးကိုအိတ်ဆက်တဲ့အိတ်ဆက်အနားယူချိန်က9နာရီကနေ10နာရီအတွင်းမှာဖြစ်ဘူးဆိုရင်ဒါ9နာရီကနေ10နာရီအတွင်းဖြစ်ဖို့ဒါတေချာစစ်ပြီးတော့လေ့ကျင့်ဖို့လိုအပ်ပါတယ်။စွမ်းအားမြင့်အလေးကျင့်နံပါတ်3ကတော့စာအုပ်စာပေဖတ်ရှုခြင်းနဲ့စင်စက်မပြတ်သင်ယူစီးပူလေ့လာခြင်းအကျင့်တွေပဲဖြစ်ပါတယ်။သူတို့ကဒီဖြော်ပြရေးစာအုပ်စာပေတွေကိုဖတ်မှတ်လေ့လာတာမဟုတ်ဘဲနဲ့အတွေးခေါ်မျှော်မြင်ပိုင်းဆိုင်ရာစာအုပ်တွေနောက်အထုပ်ပတ္တိစာအုပ်တွေစီးပွားရေးဆိုင်ရာဘူတုဒအချက်လက်စာအုပ်တွေနောက်ဒီ personal development ဆိုင်ရာတကွေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစာအုပ်စာပေတွေကိုဖတ်မှတ်လေ့လာကြသူများပဲဖြစ်ပါတယ်။ဒီကမ္ဘာကျော်ယင်းနှိမ့်မြုပ်နှံမှုတထေးကြီးဝရန်ဘတ်ဖက်ဆိုရင်ဒါသူ့ရဲ့အလေးကျင့်ခေါင်းတွေကစာအုပ်စာပေဖတ်မှတ်လေ့လာရာကနေရရှိတယ်လို့ဆိုပါတယ်။စာအုပ်စာပေဖတ်မှတ်ခြင်းဟာသူတစ်ဖက်သားတဲ့သူတစ်ပါးတဲ့နှာတစ်ဖျားသားတဲ့ဥကောင်းတစ်လုံးသားတဲ့ပုံပြီးတော့ဘူးတုဒကြော်မှုဖြစ်စေပါတယ်။ဒါကြောင့်မို့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေကလည်းကိုယ်မှာစာအုပ်စာပေဖတ်မှတ်တဲ့အကျင့်မရှိသေးဘူးဆိုရင်စာအုပ်စာပေဖတ်မှတ်တဲ့အကျင့်လေးတွေပြုစုပြောထောင်ဖို့လိုအပ်ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တော့ဒါစာအုပ်စာပေဖတ်မှတ်ရတာကအရန်ကိုလွယ်ကူလာတဲ့ခေတ်တစ်ခုဖြစ်လာပါတယ်။ကိုကဒီမှာကျွန်တော်ဆိုရင်လည်း online မှာနေတချို့စာအုပ်တွေဆိုရင်မှာယူပြီးတော့ဒါဝယ်ယူဖတ်ရှုတာတွေရှိတယ်။ line မှာနေ internet ပေါ်ကနေပြီးတော့မှကိုသိကျင်တဲ့အကြောင်းအရာအချက်လက်တွေကို internet ပေါ်ကနေပြီးတော့လေ့လာရှာဖွေပြီးတော့ဖတ်ရှုတာတွေလည်းရှိတယ်။အဲကြတော့စာအုပ်စာပေဖတ်မှတ်လေ့လာရတာကဒီ social media တွေဒီ internet တွေပေါ်ကနေပဲဖတ်မလားအပြင်ကစာအုပ်ဆိုင်တွေ online shop ကနေပဲအလွယ်တကူလေ့လာဝယ်ယူပြီးတော့ဖတ်ရှုမလားလေ့လာဖတ်ရှုရတာကအရန်လွယ်ကူနေတဲ့ခေတ်ကြီးပဲဖြစ်ပါတယ်။ဒါကြောင့်မို့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေလည်းကိုယ်မှာစာအုပ်စာပေဖတ်မှတ်တဲ့အကျင့်မရှိဘူးဆိုရင်တော့ဒီအကျင့်လေးကိုတခြားပြုစုပြောထောင်ဖို့လိုအပ်ပါတယ်။စွမ်းအားမြင့်အလေးကျင့်နံပါတ်4ကတော့ကမ္ဘာကျော်ဘီလီယံနာတထေးတွေဟာနေ့စဉ်မိမိကိုယ်ကိုမိမိပြန်လဲသုံးသပ်တဲ့အလေးကျင့်ရှိကြသူများပဲဖြစ်ပါတယ်။သူတို့လက်ရှိလောက်ကင်ဆောင်ရနေတဲ့အကြောင်းအရာတွေသူတို့ရဲ့ရည်မှန်းချက်ပန်းနိုင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေအခြေအနေထားတွေနောက်သူတို့တနေ့တာလောက်ကင်ဆောင်ရွက်ခဲ့တဲ့အကြောင်းအရာတွေသူတို့ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကိုတနေ့မှာ15မိနစ်ကနေပြီးတော့မှနာရီဝက်ထိတယောက်တည်းအချိန်ယူပြီးတော့ပြန်လဲသုံးသပ်တဲ့အလေးချင်းရှိကြသူများပဲဖြစ်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေကလည်းကိုဒါတယောက်တည်းအချိန်ယူပြီးတော့ပြန်လဲသုံးသပ်တဲ့အလေးချင်းမရှိသေးဘူးဆိုရင်တော့ဒီ self reflecting လို့ခေါ်တဲ့ကိုပြန်လဲသုံးသပ်တဲ့အလေးချင်းလေးပြုစုပြောထောင်ဖို့လိုအပ်ပါတယ်ဒီ self reflecting ကိုပြန်လဲသုံးသပ်တဲ့အလေးချင်းဟာကိုဘဝကိုပုံမပြီးတော့တောက်ပလာစေတယ်ပုံမပြီးတော့ကောင်းမွန်လာစေပါတယ်စွမ်းအားမြင့်အလေးချင်းနံပါတ်5ကတော့ကမ္ဘာကျော်ဘီလီယံနာတထေးတွေဟာနည်းနည်းပြောပြီးတော့များများနားထောင်တတ်တဲ့အလေးချင်းရှိကြသူများပဲဖြစ်ပါတယ်
ကျွန်တော်တို့ကဒီနားနှစ်ဖက်ပါပြီးတော့ပါဇက်တစ်ဖောက်ပဲပါတယ်ဆိုတာကနည်းနည်းပြောပြီးတော့များများနားထောင်တတ်ဖို့ပဲဖြစ်ပါတယ်အရာမှာကိုတိကိုတက်ပြောဆိုနေခြင်းတဲ့သူတစ်ဖက်သားပြောဆိုတာကိုနားထောင်နေခြင်းကပုံမပြီးတော့တွေးခေါ်ခွင့်ပုံမပြီးတော့လေ့လာခွင့်ရရှိတာဖြစ်ပါတယ်စကားနဲ့ရန်ဆဲဆိုသလိုပဲစကားနဲ့ချင်းကရန်နေပြီးတော့အမှားရင်လည်းနည်းစေပါတယ်ဒီကျွန်တော်တို့နားထောင်ခြင်းကအတွေးခေါ်တွေကိုလည်းပုံမပြီးတော့ကောင်းမွန်စေပါတယ်နားထောင်ခြင်းကအရှုံးမရှိပါဘူးဒါကြောင့်မို့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်နဲ့မိတ်ဆွေကလည်းကိုကနားထောင်တတ်တဲ့အလေးချင်းနည်းသေးတယ်ဆိုရင်တော့နားထောင်တတ်တဲ့အလေးချင်းကိုတေချာပြုစုပြောထောင်ဖို့လိုအပ်ပါတယ်။စွမ်းအားမြင့်အလေးချင်းနံပါတ်6ကတော့ကမ္ဘာကျော်ဘီလီယံနာတထေးတွေဟာအကောင်းမြင်စိတ်ရှိကြခြင်းပဲဖြစ်ပါတယ်။အကောင်းမြင်စိတ်ဟာအောင်မြင်မှုရဲ့ရလဒ်မှုပဲနဲ့အောင်မြင်မှုကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။အကောင်းမြင်စိတ်ဟာစိတ်ကိုချမ်းမြေ့စေခြင်းအခွင့်အလမ်းကောင်းတွေကိုတွေးရှိစေနိုင်ခြင်းတာဝန်ယူလှုပ်ဆောင်တတ်ခြင်းတွေကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝတွေကိုပုံမပြီးတော့ကောင်းမွန်လာစေပါတယ်။အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လူငယ်နဲ့မိတ်ဆွေကလည်းအစိုးမြင်စိတ်ရှိတယ်ဆိုရင်အစိုးမြင်တဲ့စိတ်မကောင်းမြင်တတ်တဲ့စိတ်တွေကိုဖျောက်ပြီးတော့မကောင်းတဲ့အခြေအနေတွေစိုးနေတဲ့အခြေအနေတွေမှာတော့မှကောင်းမွန်တဲ့မှန်ကန်တဲ့အခွင့်အလမ်းကောင်းတွေကိုတွေ့အောင်ရှာဖွေပြီးတော့ပုံမကောင်းမွန်တဲ့အခြေအနေတစ်ခုကိုဖန်တီးတည်ဆောက်တတ်ဖို့လိုအပ်ပါတယ်။စွမ်းအားမြင့်အလေးချင်းနံပါတ်9ကတော့ကမ္ဘာကျော်ဘီလီယံနာတထေးတွေဟာစွန့်လွတ်စွန့်စားတတ်တဲ့အလေးချင်းရှိခြင်းပဲဖြစ်ပါတယ်။ဘဝမှာဘယ်အရာဘာမှတေချာရရတယ်လို့မရှိပါဘူး။တေချာရမှသာလုပ်မယ်ဆိုရင်ဆုံးရှုံးရမှာကြောက်ပြီးတော့ဘာမှမစွန့်စားရဲဘူးဆိုရင်မအောင်မြင်မှာကြောက်ပြီးတော့ဘာမှမစွန့်စားရဲဘူးဆိုရင်ဝန်ထမ်းဘဝလေးကနေရုံထွက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့စွန့်စားရမှာကြောက်နေမယ်သာဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝတွေရတယ်ဘာမှထူးခြားတိုးတက်ပြောင်းလဲလာမှာမဟုတ်ပါဘူးဘာမှမစွန့်စားရဲဘူးဆိုရင်တော့ဘဝမှာအရာအလုံးစွန့်လွတ်စွန့်စားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့အချိန်ရှိတုန်းစွန့်စားရမှာမကြောက်ပါနဲ့စွမ်းအားမြင့်အလေးချင်းနံပါတ်10ကတော့ကမ္ဘာကျော်ဘီလီယံနာတထေးကြီးတွေဟာလိမ္မာပါးနှက်စွာညှင်းဆိုတတ်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကအရာအလုံးမှာလူတိုင်းနဲ့တူညီနေမှာမဟုတ်ပါဘူးဒါကြောင့်မို့လိမ္မာပါးနှက်စွာညှင်းဆိုတတ်ဖို့လည်းလိုအပ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကိုကအလုပ်လုပ်နေတဲ့အချိန်တကယ်ချင်းတယောက်ကစားတော့ဆိုင်သွားဖို့ဘီယာဆိုင်သွားဖို့ဖုန်းဆက်ပြီးတော့ခေါ်ဆိုတဲ့အချိန်ကိုကအားနာပြီးတော့လိုက်သွားမယ်ဆိုရင်ဟိုရောက်မှစားတော့ပြီးတော့မကောင်းတဲ့လို့ဒါငွေတဝက်ဆိုင်ပြီးတော့ရှင်းလိုက်ရမယ်ဆိုရင်အလုပ်လဲပြတ်မယ်ငွေကုန်ကြေးကြလည်းဖြစ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုပြောရမယ်ဆိုရင်နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကိုမေမိဘတွေကဟိုဟာဖြစ်စေခြင်းနဲ့ဒီဟာဖြစ်စေခြင်းနဲ့ဟိုဟာလှုပ်စေခြင်းနဲ့ဒီဟာလှုပ်စေခြင်းနဲ့ကိုကမလွန်ဆန်နိုင်လို့ပေကပ်ပြီးတော့လောက်ကင်ဆောင်ရွက်လိုက်ရမယ်ဆိုရင်လည်းကိုဝါသနာမပါတာကိုမလှုပ်ချင်တဲ့အလုပ်တစ်ခုဖြစ်တဲ့ကြောင့်မို့အောင်မြင်ပေါင်းမြောက်ဖို့မလွယ်ကူပါဘူးပျော်ရွှင်ချမ်းမြေ့ဖို့မလွယ်ကူပါဘူးဒါကြောင့်မို့ကိုမလှုပ်ချင်တဲ့အလုပ်တစ်ခုဖြစ်နေမယ်ဆိုရင်ကိုမိဘဖြစ်နေသည့်တိုင်အောင်ကိုကမိဘတွေနားဝင်လက်ခံအောင်သဘောပေါက်အောင်တခြားရှင်းပြပြီးတော့ညှင်းဆိုတတ်ဖို့လိုအပ်ပါတယ်အကယ်၍ကိုကမငင်းဆိုဘဲနဲ့လောက်ကင်ဆောင်ရွက်နေမယ်ဆိုရင်လည်းအောင်မြင်ပျော်ရွှင်မှုကိုရရှိနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့မလှုပ်ချင်နေတဲ့အစင်မပြေနိုင်တဲ့အကြောင်းအရာတွေမအားတဲ့အကြောင်းအရာတွေဆိုရင်တော့လိမ္မာပါးနှက်စွာနဲ့စင်ဝေးရဆောင်ပြောဆိုတတ်ဖို့ဥပဒေတမီနဲ့ဒါလိမ္မာပါးနှက်စွာညှင်းဆိုတတ်ဖို့လိုအပ်ပါတယ် TikTok က7 မိနစ်စာဗီဒီယိုပဲတင်ဆက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့အပိုင်းနှစ်မှာဘယ်လိုမျိုးစွမ်းမြင့်အလေးချင်းတွေပါဝင်လာမလဲနောက်ကောင်းတဲ့အလေးချင်းတွေကိုဘယ်လိုမျိုးပြုစုပြောထောင်မလဲနောက်မကောင်းတဲ့အလေးချင်းတွေကိုဘယ်လိုမျိုးဖျောက်ဖျက်ပြစ်မလဲဆိုတဲ့အကြောင်းအရာတွေပါဝင်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့အပိုင်းနှစ်မှာပြန်ဆောင်ကြပါမယ်ခင်ဗျာအောင်မြင်ပျော်ရွှင်သောနေ့လေးဖြစ်ပါစေခင်ဗျာ like ကိုဇာနီမောင်ပါ